ဟာဘယ်လောက်ကြာပြီလဲ တလားကျော်ရှင် တလားကြော်ပဲရှိသေးရဲ့နော် ဟုတ်ကဲ့ရှင် အခုလက်ရှိကဒါကကြတော့အရှိကတော့နည်းနည်းတော့တိုးနေတယ်ပေါ့နော်စပင်ရဲ့နှစ်ချမ်းမှာဆိုလို့ရှိရင်ဒီဘက်ချမ်းကကြတော့ wave ကနည်းနည်းလေးဒီအရှိဘက်ကပုံနေတယ်လို့ပြောလို့ရတယ်နော် ဟုတ်ကဲ့ ဒီဘက်ချမ်းရဲ့ wave ကကြတော့နည်းနည်းလေးများတယ်အခုကဘယ်လိုပုံစံမျိုးညက်မယ်လို့စဉ်းစားထားလဲ နည်းနည်းလေးတူပြီးတော့အပေါ်ဖောင်းဖောင်းလေးပုံ ဖောင်းဖောင်းလေးညက်မယ်နည်းနည်းဘယ်လောက်တူလို့ရလဲ တလားကလည်း ဒီလောက်တူမယ်နော်โอเคဟုတ်ပြီအခုကကြတော့ step ပေါ့နော်အခုက step တွေညက်ထားတာပေါ့နော် step တွေညက်ထားတာဖြစ်တဲ့အတွက်အဓိကကကြတော့ဒီရဲ့အောက်လေးတွေကိုထူတဲ့ဘက်ကိုပြန်သွားချင်တာပေါ့ ဟုတ်ကဲ့ နော် ဟုတ်ကဲ့ ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တူတာကကြတော့ဒီလောက်တော့ထိုးလိုက်မယ် ဟုတ်ကဲ့ရှင် နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အပေါ်ရဲ့ spin လေးတွေကအရှိမစက်ညက်ထားတာဖြစ်တဲ့အတွက်ပြကြတဲ့အကြတော့ဒီနားလောက်တော့ရောက်နေတယ်ပေါ့နော်အဲ့တော့ဒီရဲ့အရှိရဲ့ spin လေးတွေကိုကြတော့ဒီထက်တော့ထပ်တူလို့တော့မရတော့ဘူးအတနိုင်ဆုံးကျတော့ဒီဖက်နဲ့ဒီဖက်ချမ်းကိုနှစ်ခုကိုကြတော့ပြန်ညှိပြီးတော့ပြန်ဆက်ပြီးတော့ညက်ပေးမယ်ထူတဲ့ပုံစံမျိုးလေးတော့ဖြစ်သွားမယ်ပေါ့နော်အခုကဒီမှာလေဒီနေရာလေးတွေဆိုလို့ရှိရင်ဒါစက်များတယ်လို့ပြောလို့ရတာပေါ့နော်layerပုံစံညက်ထားတာဖြစ်တဲ့အတွက်အခုကဒီဟာကိုကြတော့ထူတဲ့ပုံစံမျိုးကိုပြန်သွားမှာဖြစ်တဲ့အတွက်နော်တိုးလိုက်မယ်နော်ဒီလောက်ထိကို